没老板的对不起呢。我拜山要买招了，老板姐让把骗来了。你努力了，俺没打算骗谁了？让你妈怎么这么干呢？你那个的生了背多呢？耶，无地拖一个。我记得让他谁干的嘛呢？没有嘛的，没哩没咋。没有嘛的，没哩没咋。老米那个，有米那个。多几把子。多几把子。ရသမားတွေအားလုံးရှင်းနေနော်မိမဦးစီးတဲ့ရက်ဆိုင်ဆိုပြီးအထိန်မဲ့နဲ့စော်ကားဖို့တော့မစင်စားဘူးမိမဦးတို့လှည့်ကြည့်ကြောက်တယ် ပရိသတ်ကြီးရေဒီတစ်ပတ်အတွက်ဇွန်လ12ရက်နေ့မှာစတင်ပြီးစီနီမာပိတ်ကားထက်ကိုရောက်ရှိလာမယ်ရုပ်တင်အလှည့်ကျရုပ်ရှင်ဇာတ်ကားကြီးတွေကတော့အညိုအတေးရုပ်ရှင်ဇာတ်ကားကြီးနဲ့ညိုကီတို့ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားပဲဖြစ်ပါတယ်အညိုအတေးရုပ်ရှင်ဇာတ်ကားကြီးကိုဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေးမှပွဲဥထက်ထုတ်လုပ်ရိုက်ကူပြီးဖြိုးတင်လာကျော်ရဲ့ဇလန်းဆက်ညွန့်ကိုဒရိုက်တာကိုစောအာယုံကပုံဖော်ရိုက်ကူထားတဲ့အနုပညာလက်ရာပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာအောင်စပူမင်းမြင့်မုံမြို့တနာထွန်းမြတ်တူတူဘေဘီတို့နဲ့အတူတုပ်ဆောင်များစွာကပါဝင်တုပ်ဆောင်ထားပါတယ်မောင်တို့မိသားစုကလေဒါလေးကိုအထင်သေးတယ်နှိမ့်ချပြီးဆက်ဆံနေအဲ့ဒါကြောင့်လေဒါလို့လမ်းခေါ်ရပဲကောင်းတယ်သူတို့တွေသဘောမတူနဲ့မော်ဒါလေးကိုရောက်ရှူမှာ ငါတို့ကလည်းမရရအောင်တားမယ်ဆိုတာနင်းသဘောပေါက်ထားတယ် တားလေတားပါဒါပေမဲ့မမောင်လေးကဒါလေးလက်ထဲမှာဆိုတာမသိတယ် 你说这把刀劈来的，俺娘的，你说俺没打算为了表嘛，俺晓得。 မြစ်တာတရားတွေနဲ့တိဆောက်ထားတဲ့အချစ်တစ်ခုကြားတဲ့ကိုမိသားစုရဲ့ကန့်ကွက်မှုတွေအညိုအတေးတွေနဲ့အောက်လန်းပညာရက်တွေဝင်ရောက်လာတဲ့အခါရင်ဆိုင်ရတဲ့အနာကျင်မှုတွေကဘလောက်ပြင်းထန်လဲဆိုတာကိုကြည့်ရှုရမယ်အညိုအတေးရုပ်ရှင်ဇာတ်ကားကြီးကိုဒီတစ်ပတ်တောက်ကြနေမှာကြည့်ရှုရတော့မှာပဲဖြစ်ပါတယ် နင်ဘယ်တော့လဲသူများချက်သူစတိုက်ကြော်ဖို့စူးစမ်းနေတာ ရှင်းဘာလို့လဲ ငါမင်းခက်ရဲ့တည့်ရဝင်ချက်သူနဲ့ယူမဲ့မိန်းမ ဒါလီယာမောင်ရဲ့မိုဘိုင်းရှင်မျိုးသမီးလေး ဒါလေးကိုလေအဲ့လောက်ထိချစ်ပေးလို့ကျေးဇူးတင်ပါတယ်နော်မ ဒါလီမောင်ကလူမဟုတ်ဘူးစုံမဖြစ်နေလို့အမေကတားနေရတာ ကျမတူငါနဲ့သဘောမတူလို့ဆိုလို့ချင်တာလား ရှင်လဲတွေ့ရင်တော့စဉ်းစားပြမှာပေါ့ အမေလူချင်းပြပြီးစကားကိုလုံးဝမပြောနဲ့ မင်းတို့နဲ့တွေ့မှာပဲအားငယ်စိတ်တရားလေရိုးကြသွားတာ ဝိုင်းရဲစင်သွားမလို့လားမတင်တော့မဟုတ်ဆန္ဒရဲ့မကြီးကိုမကားရှိရလေကိုကကားပိုင်နေ ရေဘူးကိုကိုရိုင်းထမ်းပြီးယူလာတယ်အားနောင်စရာကိုယူကြီးရယ် အားမနာပါနဲ့ကောင်လေးကဖင်ပေါ့လေ နောက်ထပ်ရုံပြိုင်စနစ်နဲ့ရုံတင်မဲ့ဇာတ်ကားကတော့ညိုကီတို့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်ဒီရုပ်ရှင်ဇာတ်ကားကြီးကို TNW Frame Production မှာထုတ်လုပ်ရိုက်ကူပြီးတအူးမောင်ရဲ့ဇလန်းစညွန့်ကိုဒရိုက်တာဝင်းလွင်ထွက်ကအကောင်းဆုံးပုံဖော်ရိုက်ကူးထားတဲ့အနုပညာလက်ရာပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာနေတူမြင့်မြင့်ခင်လိုက်တိန်လင်းစုစုမြတ်သူစာမေလိုဒီခင်ဝင်းဝါတင်းသေးဘူတို့နဲ့အတူတုပ်ဆောင်များစွာကပါဝင်တုပ်ဆောင်ထားပါတယ် ငါနဲ့ကိုချစ်နေမှသိရလားနဲ့ငါ့ကိုပြန်မချစ်ပဲဆန္ဒဦးရဲ့ချစ်ကိုရဖို့အသေးတိုင်ကြိုးစားနေရမင်းကတော့ မင်းကနေတိုင်းစနာဦးလေးကိုကားနဲ့လိုက်ပြီးရမယ်ဆိုတဲ့သဘောပေါ့အေးဆိုမနေ့ကမှရောက်တယ်ဒီနေ့ဒီလိုအနေကဖြစ်သွားပြီလားအေးဆို ငယ်တငယ်ချင်းအရင်ခောက်ခောက်တွေကနေအချစ်ရေးမှာအကြံတူရန်သူတွေဖြစ်ကုန်တဲ့ညိုကြီးနဲ့ဖိုးကီဖြစ်တဲ့ညိုကီတို့နှစ်ယောက်ရဲ့ရက်ွက်ထဲကတောင်းပြောင်းထွေလာပြဿနာပေါင်းစုံကိုကြည့်ရမယ်ညိုကီတို့ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းဒီတစ်ပတ်တောက်ကြနေမှာကြည့်ရှုရတော့မှာပဲဖြစ်ပါတယ် ဒီကအနက်တဲ့မကောင်းဘူးရှိ ဟာပြေးလို့ပါညိုကြီးညိုကြီးဟဲ့ပြောသွားဆိုတော့လည်းတူဝင်ရကြနေတော့လေဒီလေးမှာဒီကားရမျိုးမင်းညိုပြင်းမင်းညိုပြင်း ပရိသတ်ကြီးအချစ်နဲ့ဘဝထပ်တူမကြခဲ့တဲ့အဖြစ်မှန်တွေကတကယ်ပဲဝေးသွားဖို့အကြောင်းပြချက်တွေလားအချစ်နဲ့အမောဘယ်အရာကပိုပြီးအင်အားကြီးမလဲဆိုတော့အညိုတေးရုပ်ရှင်ဇာတ်ကားကြီး ကိုမင်းခန့်အောင်ကြပြရဲ့ဘဝလက်တွေပေါ်ဖြစ်တယ်လက်ခံနိုင်ပါတယ် မင်းကအလုပ်မလုပ်ပါနဲ့မောင်ပဲမောင် ငါမောင်ပြောနေနဲ့နားမပါဘူးလားခွတ်ချက်ချက်ထွက်သွားတော့ သူ့ပြန်ရဖို့ဆိုရင်လေတမီးဘာပဲလောက်လုပ်မယ်ငရဲမှာဘယ်နဲ့ဘဝပဲခံရတမီးခံမယ်ဒီဘဝမှာတမီးသူနဲ့ပါဝါလို့ရှင်ချင်းနဲ့ပါပြီးတော့လေလောက်ပါဦး တော့စိတ်မင်းကကျမတူမရှိဘူးပြန်လာရင်လားမလာလို့ရှိရင်ဒင်းကိုအသေးသက် မင်းကိုမင်းတိတ်ပြီးထင်ကြီးနေနဲ့နော်ရောမင်းရဲ့ထင်မဲ့ထင်တဲ့ကောင်စန္ဒာနဲ့ငါရဲ့ပတ်သက်မှုကိုမင်းကိုပြောပြလိုက်မယ်ဆိုရင်မျက်ရည်ဘူးသီးတော့ကြောက်ရမယ်မင်းနားလေလားရောက်တရက်ကလုံးပလော်ရိုက်စင်မဲ့ပေဖော်ပေဖက်တောက်ဖော်တောက်ဖက်ညိုကီတို့ငယ်တငယ်ချင်းနှစ်ယောက်ရဲ့အမိုက်စာအားပြိုင်မှုကြီးနဲ့ညိုကီတို့ရုပ်ရှင်ဇာတ်ကားကြီး
ဒီရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားကိုဇွန်လ12ရက်နေ့ကစပြီးမြန်မာတိုင်းနိုင်ငံလုံးရုပ်တင်ပြသသွားတော့မှာဖြစ်တဲ့အပြင် MS5 မူကောင်းလဲဘောက်ထော်ရင်ကီးမွန်နယ်မှာရှိတဲ့ 4K အရေးသွေးဖြစ် 3D ပြသနိုင်ပြီးအတန်ပိုင်းစနစ် Dolby Sound တက်ဆင်ထားတဲ့ Star Cinema အဆင့်မြင့်ရုပ်ရှင်ုံကြီးမှာပါပြသသွားတော့မှာဖြစ်ကြောင်းသတင်းကောင်းပါပါတယ်ရှင်။